ဒီကိုကြည့်တဲ့မိတ်ဆွေကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာမှာချစ်ကိုဖြစ်လာမှာတစ်ချိန်တည်းမှာပဲကိုအခုချိန်ကနေစပြီးဆုံးဖြတ်ချက်တစ်ခုကိုချပါငါအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ကိုဖြစ်ရမယ်လို့ဆုံးဖြတ်ချက်တစ်ခုချပါချပြီးတော့ပြီဆိုဖြစ်အောင်လုပ်မယ်လို့လေတန်တိတ်တန်ချလိုက်ပါအဲ့လိုဖြစ်အောင်လုပ်မယ်ဖြစ်ရမယ်လို့ကိုကဆုံးဖြတ်ချက်တစ်ခုချလိုက်တာနဲ့ကိုဘက်ကနေပြီးတော့မှအဲ့ဒီဆုံးဖြတ်ချက်နဲ့အညီကိုလုံးတရမယ်အလုပ်တွေကိုတခါတည်းစောင်းမှာချရတခါတည်းကိုရဲ့ laptop သို့မဟုတ်ကွန်ပျူတာမှာချရပြီးသွားပြီဆိုအဲ့ဒီကိုလုံးရမယ်အလုပ်တွေကိုချရမယ်ကိုမလုံးရမယ်အလုပ်တွေကိုချရမယ်လုံးရမယ်အလုပ်တွေကိုချရပြီးသွားပြီဆိုလို့ရှိရင်လည်းကိုနေ့တိုင်းမှာပြန်သုံးသပ်မယ်ငါဒီနေ့ငါလုံးရမယ်အလုပ်တွေငါလုံးမယ်လို့သတ်မှတ်ထားတဲ့အရာတွေကိုလုံးလိုက်နိုင်ပြီလားလို့ကိုပြန်ပြီးတော့မှသုံးသပ်မယ်လုံးလိုက်နိုင်တယ်ဆိုလို့ရှိရင် congratulation လုပ်မယ်အောင်ပွဲခံမယ်ကျေးဇူးတင်နေမယ်တကယ်အဲ့လို congratulation လုပ်ပြီးအောင်ပွဲခံနေတဲ့အချိန်မှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ကိုကနေထိုင်ပြက်လိုက်ကိုရဲ့တရက်တာမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးနဲ့နေထိုင်ပြက်လိုက်အဲ့လိုနေထိုင်ပြစ်ပြီးသားပြီဆိုလို့ရှိရင်လည်းကိုဘက်ကလှုပ်တဲ့လှုပ်တွေလှုပ်ရမယ့်လှုပ်တွေကိုနေတိုင်းမှာလှုပ်ဆောင်သွားမယ်ကိုလှုပ်မယ်လို့ပြောထားတဲ့လှုပ်တွေကိုဇက်တိုက်လှုပ်နိုင်အောင်လို့လှုပ်ဆောင်သွားမယ်တစ်ချိန်အမြဲတမ်းမှတ်ထားပါလောကကြီးကတင့်ကိုအကောင်းဆုံးရာနေပေးဖို့ရအစင်းသင်းဆောင်ကြနေတယ်ဒါကြောင့်ဒီလိုကိုကြည့်တဲ့မိတ်ဆွေကခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့လှုပ်တဲ့အလုပ်တွေလှုပ်ရမယ့်အလုပ်တွေကိုလှုပ်ဆောင်ပြီးတော့မှစူးစမ်းနေပါကျေးဇူးတင်ပါတယ် you can do it you are hero